Hello ဒီတစ်ခါပြောပြပေးမှာကကဘာမြေရဲ့တဝက်ကိုသိမ်းပိုက်ခဲ့တဲ့ဘုရင်တစ်ပါးအကြောင်းပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ဂျင်ဂျစ်ခန်လို့ခေါ်ပါတယ်။ Mongol Empire ရဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်။1162ခုနှစ်မှာဂျင်ဂျစ်ခန်ကိုမွေးဖွားခဲ့ပါတယ်။သူ့ရဲ့အသက်9နှစ်မှာအဖေဖြစ်သူကအစိတ်ခတ်သက်ခံခဲ့ရတာပါ။အဖေမရှိတော့တဲ့နောက်မှာဘဝကိုအရန်ရုန်းကန်ရတယ်။ဆင်းရဲလွန်းတဲ့အတွက်ကြောင့်မလို့ထမင်းအောင်ငတ်ခဲ့ပါတယ်။ဒီလိုဘဝချမ်းတမ်းတဲ့အတွက်ကြောင့်မလို့ဂျင်ဂျစ်ခန်ကတဖြည်းဖြည်းနဲ့ရက်ဆက်ကြမ်းကြုတ်လာတယ်။သူဆယ်ကျော်သက်အရွယ်မှာစစ်ပွဲတွေမှာပါပြီးတော့မှတိုက်ခိုက်နေရလို့သိရှိရပါတယ်။ဒီလိုရေးချင်းရှိရဲ့တိုက်ရိုက်ခိုက်ရရှိရဲ့အတွက်ကြောင့်မလို့ဂျင်ဂျစ်ခန်ဆိုပြီးတော့မှအများကသိလာကြပါတယ်။သူ့ရဲ့လက်အောက်မှာရှိတဲ့လူတွေကလည်းတကယ်ကိုအရေးချင်းရှိတိုက်ရိုက်ခိုက်ရပြည်စုံတဲ့စတားကောင်းတွေဖြစ်ပါတယ်။ဂျင်ဂျစ်ခန်ဟာChina, Central Asia နောက်ပိုင်းမှာ Persia, Russia နဲ့အရှေ့ဥရောပတွေကိုပါစစ်မျက်နှာချဲ့ထွင်လာတာပါပြောရမယ်ဆိုလို့ရှိရင်တော့ကမ္ဘာတဝက်ပေါ့နော်ကမ္ဘာနယ်နိမိတ်တဝက်ကဂျင်ဂျစ်ခန်လက်အောက်ကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်သူကသူ့ကိုပုံကန်တဲ့လူတွေလက်မခံတဲ့လူတွေဆိုလို့ရှိရင်အရှင်းမထားဘဲနဲ့တပ်ပစ်တာပါအဲ့တော့ဂျင်ဂျစ်ခန်နာမည်ကိုကြားတာနဲ့လူတွေကစစ်တောင်မှမတိုက်ရဲဘဲနဲ့လက်နဲ့ချကြရတာပါဒီလိုနဲ့1229 China မှာဂျင်ဂျစ်ခန်တည်ဆုံးခဲ့ပါတယ်ဖျားတာလားဒဏ်ရာရလို့လားစစ်ပွဲကြောင့်လားဆိုတော့ဒီနေ့ဒီဘယ်သူမှမသိကြပါဘူးဒါပေမဲ့မျိုးရိုးဗီဇပညာရှင်တွေကတော့လူတန်းနဲ့ချီပြီးတော့မှ DNA ပေါ့နော်တန်းနဲ့ချီရဲ့လူတွေရဲ့ DNA ကဂျင်ဂျစ်ခန်ရဲ့မျိုးဆက်ပါမယ်လို့သူတို့လေ့လာခဲ့ကြတယ်ဘာလို့ဆိုသူကကမ္ဘာတစ်ဝက်ကိုလွှမ်းမိုးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့လူ200မှာတယောက်ကတော့ဂျင်ဂျစ်ခန်ရဲ့ DNA ပါမယ်လို့သူတို့လေ့လာခဲ့ကြပါတယ်ဒါကတော့ကမ္ဘာတစ်ဝက်ကိုသိမ်းပိုက်ခဲ့တဲ့ဘုရင်ကြီးဂျင်ဂျစ်ခန်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်နားထောင်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်